Maniga bono, and1 grammar, Mimikara Obueru sa oye, and1 grammar go. Mania, Barishin Yakele, Suro, Ja inaya ye, Naninani Suraye, Piloshin, Naninani, Bakozo go Shimbage, Bono, Dinemaro, Sapiro, Nakara, Mu, Bono Nakara ni Nashi ni Ni Hikika eo, Dine, Titongo Sapio Shimbabidome Bono. အရင်ဦးဆုံးနဲ့နာကာရာနီးရဲ့နာကာရာနော်မသိခင်မှာမလေ့လာခင်မှာပေါ့နော်ဘာကိုဖူကုရှုပြန်လုပ်မလဲဆိုတော့နာကာရာမူပေါ့နော်ဒါလေးကနာကာရာမူနာကာရာမူကလေအရင်ဆုံးအရင်တော့သင်ခဲ့ရတာကြတော့ဆက်စဦးဆုံးဂျပန်စာစလေ့လာတော့ကနာကာရာကိုသင်ခဲ့ရတယ်ပေါ့နော်နာကာရာဆိုတာရင်းနဲ့ဆိုတာတစ်ခုခုကိုဥမာ TV ကြည့်နေထမင်းစားတယ်တို့ဘာလို့အဲ့လိုမျိုးပေါ့နော်ပြစ်မှုလောက်ဆောင်ချက်နှစ်ခုတွဲပြီးတော့လုပ်လို့ရှိရင်ပေါ့နော်နာကာရာနဲ့တုံးခဲ့တယ်အန်တူးမှာလဲရောက်တော့နာကာရာမိုးကိုတုံးတယ်ပေါ့နော်နာကာရာမိုးဆိုတာကဘာနဲ့တူလဲဆိုတော့ဒဆန်ငါနဲ့အတူတူပဲတို့ပေါ့အဲ့ချိန်တော့မှတ်ခဲ့ကြရပေါ့နော်ဒဆန်ငါနဲ့အတူတူပဲဒါဆိုလို့ရှိရင်နမနာဝါကြလေးကြည့်မယ်ပေါ့နော်ကိုရုံမိုတာချီဝမွန်ခုအိုအီနာကာရာမိုးအတူခတာစကေအိုအတူခတာစကေအိုတက်ဆူဒတဲ့ကူရတာကလေးတွေရတဲ့မွန်ခိုအီနာကာရာမိုးဆိုမွန်ခုဆိုတာမကျေနပ်တာဒီမှာဆိုလို့ရှိရင်ဘယ်လိုပြောရမလဲကလေးတွေဆိုမကျေနပ်တာလို့ပြောမလားအဲ့လိုမျိုးပြောရမယ်ပေါ့နော်ကလေးတွေရတဲ့မကျေနပ်တာကိုပြောနေရှင်းနဲ့မကျေနပ်တာကိုပြောနေပေမဲ့လေပေါ့နော်ဒဆန်ငါနဲ့အတူတူပဲပေါ့နော်ကလေးတွေကမကျေနပ်တာကိုပြောနေပေမဲ့လေတဲ့အတူခတာစခဲဆိုတာကြောင့်သိမ့်စီတာကိုတဲ့နောက်ပိုင်းသိမ့်စီတာကိုတက်စတာတဲ့ခရက်တာကိုညီပေးခဲ့ကြရပေါ့နော်အဲ့ဒါဆိုရင်ဒီဝါကြမှာကြည့်လိုက်လို့ရှိရင်မကျေနပ်တာကိုမုန်းခုကိုပြောမယ်ဆိုရင်သူ့အနောက်ကပုံမှန်ဆိုလို့ရှိရင်မကျေနပ်တာကိုပြောမယ်ဆိုလို့ရှိရင်အနောက်ကပေါ့ခတာစခဲကိုလုပ်ပြမှာမဟုတ်ဘူးဒါပေမဲ့မကျေနပ်တာကိုပြောပေမဲ့လည်းသိမ့်စီတာကိုတော့လုပ်ပေးတဲ့နော်အဲ့ကိုမနာဆိုင်သူကမကျေနပ်တာကိုပြောပြမယ်လေသိမ့်စီတာကိုတော့လှုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်နာကာရာမူကိုသုံးပါတယ်တနည်းအားဖြင့်ဒဆန်ငါပေါ့နော်အဲ့လိုမျိုးသုံးတယ်အရှိမဒီလိုမျိုးပြောနေပြီမဲ့လေအနောက်မှာတော့သူနဲ့မတူတဲ့ဆန့်ကျင်ဘက်ပေါ့နော်ဆန့်ကျင်ဘက်ဖြစ်သွားတယ်ဆိုတဲ့ဆန့်ကျင်ဘက်ပေါ်ဖြစ်သွားတယ်ဆိုတဲ့နေရာမှာသုံးတဲ့ grammar လေးပေါ့နော်အဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားမယ်ပေါ့နော်ခုနောခရူမာဝဒါရခိုကာတာနာကာရာပေါ့နော်ခုနောခရူမာဝခိုကာတာနာကာရာနော်ရီကိုကိုချီဂိုင်ဆိုတာကဒီကားလေးอ่ะပေါ့နော်ခိုကာတာဆိုတာကကြောင့်တသေးလေးကားတသေးလေးပေါ့နော်ဒီကားလေးကသေးပေမဲ့လေပေါ့နော်နာကာရာဆိုတာကြောင့်15ပုံစံမျိုးနဲ့ပေါ့နော်ဒီကားလေးကသေးပေမဲ့လေအဲ့ဒါဆိုရင်ပုံမှန်ဆိုသေးပေမဲ့လေသေးတယ်ဆိုလို့ရှိရင်ကားစီးရတာတောင်းတဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာကဘာပြောထားလဲဆိုတော့ဒီကားလေးကသေးပေမဲ့လေတဲ့နော်ရီကိုကိုချီဂိုင်ဆိုတာဒီကားကသေးပေမဲ့လေဘာဖြစ်လဲဆိုတော့စီးရတာတောင်းတရှိတယ်ဒီမှာဆိုရင်ကိုကိုချီဂိုင်ဆိုတာကတောင်းတဖြစ်တာကိုပြောတာပေါ့နော်ဒီမှာဆိုရင်နော်ရီနဲ့သွားပေါင်းလိုက်တော့နော်ရီကိုကိုချီဂိုင်ဆိုတာစီးရတာတောင်းတရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီဟာလေးอ่ะပေါ့နော်ကိုကိုချီဂိုင်ဆိုတာသူ့ရဲ့ရှိမှာအများကြီးပဲ verb တွေဟိုဟာတွေနဲ့ပေါ့နော်စကားလုံးတွေအများကြီးနဲ့တွဲပြီးတော့သုံးတာမျိုးလည်းရှိရပေါ့နော်ဤလူကိုကိုချီဂိုင်ဆိုလို့ရှိရင်နေရတာတောင်းတရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာလေးတော့ကိုပေါ့ကိုပဲထပ်ပြီးတော့ပေါ့နော်လေ့လာကြည့်လိုက်ပေါ့နော် AI နေပါလေတုံးပြီးတော့ဒါမှမဟုတ်လို့ရှိရင် dictionary တွေပါမှာထပ်ရှာကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကဒီကားလေးရာဆိုရင်ဒီပုံစံသေးပေမဲ့လည်းစီးရတာတောင်းတရှိရပေါ့နော်နာကာရာကအဲ့လိုမျိုးနဲ့တုံးတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါကခေဆာစုကန်ဒဲအာဒီနာကာရာအင်းရှုရှူတန်အိုစရုတိုဝါယူရုရှိကာတိုင်ခေဆာစုကန်ရဲရရှိဖြစ်ပေမဲ့လည်းဒဲအာဒီပေါ့နော် noun plus ဒီမှာဒဲအာဒီဒါအရေးအသားပုံစံမျိုးနဲ့ပြောတာပေါ့နော်ဒဲအာဒီဆိုတာရဲဖြစ်ပေမဲ့လည်းပေါ့နော် institution ဆိုတာကအဲ့ဆိုရင်ဒီရှင်းမှာဒ
ဒီအရှိအထိပဲစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှင်ရဲဖြစ်တယ်ဆိုလို့ရှင်ဥပဒေကိုလေးစားမယ်လိုက်နာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီမှာကနာကာရရဲဖြစ်နေပေမဲ့လည်းပေါ့နော်15ပေါ့နော်ရဲဖြစ်နေပေမဲ့လည်းတဲ့အင်ရှုရှုတန်းဆိုတာအရမူပြီးတော့ကားမောင်းတာမျိုးကတော့သူတို့ကကားမောင်းတာမျိုးကတော့ယူရုရှိကတိုင်းခွင့်မလွတ်နိုင်ဘူးပေါ့နော်ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နာကာရမိုးကိုတုံးခဲ့တဲ့အန်တူးမှာပေါ့နော်အဲ့တော့ဆိုရင်အခုကကြတော့လေနာကာရနီးနဲ့နာကာရနော့နဲ့ကိုတုံးမယ်ပေါ့နော်နာကာရနီးနာကာရနော့အတူတူပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာကြာလေးရစွန်တော့ဂျောတိုင်းတော့မမတဲ့နော်ဒီရဲ့ပေါ့နော်ဂျောတိုင်းဆိုတာဒီအခြေအနေနဲ့ပဲပေါ့နော်သူကကြောင့်ဒီဝါကြလေးကဆိုရင်ဒီ grammar လေးရပေါ့နော်သူကမြန်မာလိုမျိုးဒါဖြစ်ပါတယ်ဆိုပြီးတော့တသက်မြတ်စကားလုံးကမရှိဘူးပေါ့နော်သူကဝါကြပေါ်ကိုလိုက်ပြီးတော့ဘာသာပြန်ရတာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကခန်းရောတက်ခိဟျောကန်ဆိုတာကဘာကိုပြောတာလဲဆိုတော့သူကဟိုပါပေါ့နော်စကားပုံတွေပြောတာပေါ့နော်အဓိကအားဖြင့်စကားပုံအသုံးအနှုန်းတွေပေါ့နော်ဥမာဟိုပါပေါ့နော်မြန်မာစကားမှာဆိုလည်းရှိရပေါ့နော်မျက်ရည်ဆက်လက်နဲ့ငိုတယ်လို့ပြီးလို့ရှိရင်ပေါ့ရှိုက်ကြီးတငင်းတို့အဲ့လိုမျိုးပုံစံမျိုးတွေပြောတာပေါ့နော်နာကာရနီနာကာရနော့ဆိုတော့သူကခန်းရောတက်ခိယောခံလေးပေါ့နော်သူရှိမှာနောင်လည်းပါတယ်မဲရှိဒါမှမဟုတ်ဒိုးရှိတော့ mask ဆိုတဲ့ဒီ verb ဆိုလို့ရှိရင် mask တွေနဲ့အသုံးများတယ်ပေါ့နော် mask တွေနဲ့သုံးတယ်အဲ့ဒါဆိုရင်နံပါတ်1တွေတွားကြအောင်ပေါ့နော်その女性は涙ながらに生活の苦しさを訴えたနော်အဲ့ဒီ main ကလေးကတဲ့အဲ့ဒီ main ကလေးကနာမိတာနာကာရနိဒါကဟိုပါပေါ့ပြောမယ်ဆိုစကပုံမျိုးလေးပေါ့နော်နာမိတာနာကာရနိဆိုတာကကြတော့ငုံနေရင်းနဲ့လို့ပြောတာထက်ဒီမှာသူကစကပုံစံလေးနဲ့ဆိုမြန်မာစကားနဲ့ဒါရောညစ်တွေဖြစ်အောင်ပေါ့နော်မျက်ရည်ဆက်လက်နဲ့ပေါ့နော်အဲ့လိုမျိုးပေါ့နော်မျက်ရည်တွေရောတော့ကြပြီးတော့အဲ့လိုမျိုးပြောတာဒီမှာဒီ main ကလေးရာဆိုလို့ရှိရင်နဲ့မျက်ရည်ဆက်လက်နဲ့ဘဝကြီးရဲ့တင်မမှုကိုဥတာယတဆိုတာကတရခွင်မှာဆိုလို့ရှိရင်သူကပေါ့နော်တိုင်ကြားတယ်ဒါပေမဲ့ဒီမှာဥတာယတဆိုလို့ရှိရင်သူကထုတ်ဖော်ပြောကြားတယ်ပေါ့နော်ထုတ်ဖော်ပြောကြားတယ်ဒီ main ကလေးကမျက်ရည်ဆက်လက်နဲ့တဲ့ဘဝကြီးရဲ့တင်မမှုတွေကိုထုတ်ဖော်ပြောကြားခဲ့တယ်အဲ့လိုမျိုးပေါ့နော်နာဂါရနီနာဂါရနော့ဆိုတာသူကကြာစကပုံအသုံးနှုန်း grammar လေးပေါ့နော်ဒါဆိုရင်နိဗ္ဗာန်ကိုဆက်သွားကြည့်အောင်နိဗ္ဗာန်ကခုနောအာတရီဝမာဒမုခရှိနာကာရနော့ဒါဒံအန်ဖူခဲပေါ့နော်ဒံအန်ဖူခဲလို့ပြောရပါတော့ဒံအန်ဖူခဲဆိုတာကြည်လက်ရှုခင်ကိုပြောတာပေါ့နော်ဒံအန်ဖူခဲခုနောအာတရီဝမာဒမုခရှိနာကာရနော့ဒံအန်ဖူခဲကအာချီကိုချီနီမီလာလဲတို့ဒီနီးတစ်ပိုက်မှာဆိုလို့ရှိရင်ဒီတစ်ပိုက်ကဆိုရင်အရင်တုန်းကအတိုင်းပဲတဲ့ကြည်လက်ရှုခင်းတွေကိုဟိုဒီမှမြင်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ရခင်တုန်းကအတိုင်းပေါ့နော်သူကစကပုံစံမျိုးလေးနဲ့ဘာသာပြန်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်နာမိတာနာကာရနီကမျက်ရည်ဆက်လက်နဲ့မုခရှိနာကာရနောဆိုတာဟောပေါ့ရခင်အတိုင်းပေါ့နော်အဲ့လိုမျိုးလေးအဲ့ဆိုရင်စံပန်ကိုသွားမယ်ပေါ့နော်စံပန်ကရှောနန်ဝဥမလဲနာကာရနိတဲ့ယူတာကနာအုံကခုနဆိုင်နိုနိမေကုမရဲတေတဒီမှာရှောနန်ကကြလို့တဲ့ကောင်လေးကတဲ့ဥမလဲနာကာရဆိုတာကဒီမှာဆိုရင်ဥမလဲနာကာရကိုစကားပုံစံလေးနဲ့ပြန်မယ်ဆိုရင်မွေးရပါပေါ့နော်မွေးရပါလို့ပြန်မယ်ပေါ့နော်မွေးရပါဆိုတာယူတာကနာအုံကခုဆိုတာကကြောင့်များပြလာတဲ့ဂီတတွေရဲ့စိုင်းနိုးဆိုတာကပါရမီပေါ့နော်များပြလာတဲ့ဂီတတွေရဲ့ပေါ့နော်ပါရမီမေကုမလည်းတည်ရတာဆိုတာကဒီလိုမျိုးချိမြောက်ခြင်းချိမွန်းခြင်းကိုခံရပြောမယ်ဆိုလို့ရှိရင်ဒီကောင်လေးကမွေးရပါကလေးကဂီတမှာဆိုရင် तू ကပေါ့နော်ပါရမီအများကြီးလေးပါခဲ့တယ်ဆိုတော့ဝါကြလေးပေါ့နော်အဲ့လိုမျိုးပြောချင်တာဒီမှာအဓိကသိရမှာကဒီဟိုပါပေါ့နော်နာကာရာနီကိုသုံးထားတဲ့စကပုံစံမျိုးလေးနဲ့ပေါ့နော်အဲ့လိုဆိုဥမာလေးနာကာရာနီဆိုတာမွေးရပါပြောတာပေါ့နော်အဲ့ဒါဆိုရုံးပန်ကိုဆက်သွားကြည့်အောင်ရုံးပန်မှာလည်းပဲကြည့်မယ်ရုံးပန်မှာ
အင်တာနက်တို့ကိုလီယောစုရုတို့အီနာဂါရာနိစတဲ့ဘဲကောခုနောဒိုင်ကခုနောဂျူကီယိုမှုဥခဲလာလေတို့ပေါ့နော်အင်တာနက်ကိုအသုံးပြုပြီးတော့အီနာဂါရာနိစတဲ့ဆိုတာဒီမှာသူ့ရဲ့စကားပုံပုံစံမျိုးလေးပေါ့အီနာဂါရာနိစတဲ့နေရင်းနဲ့ကိုပေါ့နော်နေနဲ့ဆိုတာအိမ်မှာနေရင်းနဲ့ကိုဒါတော့ခုဘကိုဖြစ်ဆက်ပြီးဘာသာပြန်လိုက်တာပေါ့နော်အီနာဂါရာနိစတဲ့ဆိုတာအိမ်မှာနေရင်းနဲ့ကိုဘဲကောခုဆိုတာကကြောင့်ဒီပေါ့နော်အမေရိကန်ရဲ့ပေါ့တက္ကသိုလ်တွေရဲ့လက်ချတွေကိုဥခဲလာလေလို့ဆိုတာကရနိုင်တယ်ပေါ့တင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါဆိုရင်ဒီမှာကိုအဓိကသိရမှာကအီနာဂါရာနိစတဲ့ဆိုတာကနေရင်းနဲ့အိမ်မှာနေရင်းနဲ့ပေါ့နော်အဲ့လိုမျိုးစကားပုံပုံစံမျိုးလေးနဲ့တုံးတာအဲ့ဒါဆိုရင်နာဂါရာနော့ဆိုတာကခန်းရောတက်ခီယောဂံပေါ့စကားပုံပုံစံအနေနဲ့တုံးတဲ့ grammar ဖြစ်ပါတယ်နော်